ဈေးထဲမှာပြည်ပန်းညိုရွက်လေးတွေတွေ့တာနဲ့ဟင်းရွက်ဆုံးဟင်းညိုလေးချက်စားထားပါတယ်ရှင်ဒီပြည်ပန်းညိုအညိုလေးတွေကတော့တစ်ထုံလုံးမှ900ပို့ပါရှင်ဟင်းညိုတွေကိုထည့်ချက်ဖို့နောက်တစ်မျိုးကတော့ရုံးမနီသီး900ပို့ပါကစိုးရက်လေးတစ်စီးကိုလည်း300နဲ့ဝယ်ခဲ့လိုက်တယ်ဟင်းညိုလေးတစ်စီးကတော့900ပေးရပါတယ်စူဖို့ရက်လေးကတော့900ပို့ပါဟင်းညိုချက်ဖို့အတွက်အရွက်လေးတွေကိုစပြီးတင်ထားလိုက်မယ်ဒီဟင်းရည်တွေမှာလေပြောင်းမှုလေးလှိပြီးထည့်ချက်ရင်ပို့ပြီးတော့တောက်လို့ကောင်းမိမယ်ကိုကတော့ပြောင်းမှုလေးဝယ်ဖို့မေ့လာခဲ့လို့ပါဟင်းရွက်လေးတွေအားလုံးတင်ပြီးသွားရင်တော့ရေဆေးသက်ဆင်ထားလိုက်ပါမယ်ရှင်ဟင်းရည်တွေကိုချက်သွန်လေးနှလုံးလိထည့်ပါမယ်ပစွန်ချောင်းနဲ့ချက်သွန်ပြူလေးကိုလည်းထောင်ထားလိုက်ပါမယ်ရှင်ရေနွေးပွက်လာပြီဆိုရင်တော့ငရုတ်ကောင်းလေးထည့်လိုက်မယ်ချက်သွန်နီလေးထည့်လိုက်မယ်ထောင်းထားတဲ့ချက်သွန်ပြူနဲ့ပစွန်ချောင်းလေးလည်းထည့်လိုက်ပါတယ်ချိုမုံလေးနဲ့စားလေးလည်းထည့်လိုက်ပါတယ်ချက်သွန်နီဘက်လေးတွေနူးလာပြီဆိုလို့ရှိရင်တော့ရေဆေးထားတဲ့ပြည်ပန်းညိုရဲ့ကစွန်ရက်ရဲ့ဘူးရွက်ရဲ့ကိုအရင်ထည့်ချက်လိုက်ပါတယ်ရှင်ဒီအိုးလေးကိုအဖုံးလေးအုပ်ပြီးတော့ဘူးရိုးလေးတွေနူးတဲ့အထိတည်ထားလိုက်ပါမယ်စူဖို့ရက်နဲ့ရုံးမနီတီကိုတော့နောက်ဆုံးမှပဲခတ်လိုက်ပါတယ်ရှင်ကိုကတော့အရွယ်နီးမများစားခြင်းလို့အရင်နဲ့အရွယ်မများနဲ့ဟင်းရီကိုချက်ထားတာပါငပိချက်လေးချက်ပြီးတော့ငပိချက်ကိုထမင်းလေးနဲ့ဟင်းရီထဲမှာပါတဲ့အသီးရွက်လေးတွေကိုမြုပ်စားပြီးတော့ဟင်းရီပူပူလေးနဲ့တွဲတောက်နိုင်ရင်တော့အသားဟင်းအောင်မလို့ပဲအရန်ကိုထမင်းပိန်နဲ့ဟင်းအတွက်ဆက်လိပါရှင်